နာမည်ကြီးထိုင်းအလှမယ်တွေကိုကြော်ဖြတ်ပြီး Miss World Thailand 2026 Winner ဆုကိုရရှိသွားတဲ့မြန်မာပြည်ပွားရှမ်းတိုင်းရင်းသူအလှမယ်လေးအိန္ဒိချင်းထိုင်းနိုင်ငံရဲ့အကြီးမားဆုံးအလှမယ်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Miss World Thailand 2026 ပြိုင်ပွဲကြီးမှာမြန်မာပြည်ပွားရှမ်းတိုင်းသူလေးတူကတရဖူကိုထိုက်တန်တဲ့ဆုကူသွားနိုင်ခဲ့ပါပြီ။ Miss World ပြိုင်ပွဲကတခြားပြိုင်ပွဲတွေနဲ့မတူဘဲအရေးအချင်းကိုအဓိကဦးစားပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ဒီပွဲမှာပေါင်ခွင့်ရဖို့အတွက်ကအလှမယ်တွေက project တွေနဲ့ရှင်းပြရတာပါရှင်။ဒီနှစ်မှာနာမည်ကြီးထိုင်းအလှမယ်တွေကိုကြော်ဖြတ်ပြီးတော့တရဖူစောင်းနိုင်ခဲ့တဲ့အလှမယ်ကတော့နန်ပေါင်ဖြစ်ပြီးတော့မြန်မာပြည်ပွားရှမ်းတိုင်းသူလေးတယောက်ဖြစ်ပါတယ်။နန်ပေါင်ဆိုတဲ့ထိုင်းနာမည်နဲ့လူသိများတဲ့ဒီအလှမယ်လေးကမြန်မာနိုင်ငံမှာမူဖွားခဲ့ပြီးတော့မိဘနှစ်ပါးစလုံးကရှမ်းလူမျိုးစစ်စစ်တွေဖြစ်ကြပါတယ်။အသက်2နှစ်အရွယ်ကလေးငယ်ဘဝမှာသူတို့မိသားစုကမြန်မာပြည်တွင်းမှာနေလို့အဆင်မပြေတော့တာကြောင့်မွေးရမြေကိုစွန့်ခွာပြီးတော့ထိုင်းနိုင်ငံဘက်ကိုဒုက္ခသည်အဖြစ်နဲ့ထွက်ပြေးခိုလုံခဲ့ရပါတယ်။အရွယ်မတိုင်ခင်နိုင်ငံသားမြေမှာခိုလုံခဲ့ရပြီးတော့ငယ်ဘဝကခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ထိုင်းနိုင်ငံမှာကြီးပြင်းလာခဲ့ပြီးမဲ့နန်ပေါင်ကနိုင်ငံသားဖြစ်ခွင့်မရခဲ့ပါဘူး။နိုင်ငံသားမပုံခြင်းမရှိတဲ့အတွက်ပညာသင်ကြားခွင့်၊ကျန်းမာရေးစောင့်ရှောက်ခွင့်၊လွတ်လပ်စွာသွားလာခွင့်ကအစထိုင်းနိုင်ငံသားတွေရရှိတဲ့အခွင့်အရေးတွေအားလုံးဟာကန့်သတ်ခံထားရပါတယ်။ဒါပေမဲ့နန်ပေါင်ကစိတ်ဓာတ်မကျခဲ့ပဲပညာရေးမှာလည်းထူးချွန်ခဲ့ပါတယ်ရှင်။ချင်းမိုင်တက္ကသိုလ်မှာတက်ရောက်ခွင့်ရရှိခဲ့ပြီးတော့အခက်အခဲတွေကြားကပဲသူ့ရဲ့အိမ်မက်ဖြစ်တဲ့အလှမယ်လောကတွေကိုရဲဝန်းနဲ့ဝင်ရောက်လာခဲ့ပါတယ်။ Miss Universe Thailand 2023ပြိုင်ပွဲမှာချင်းမိုင်ကိုစားပြုအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့ Top 20 CN အထိပါဝင်ခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကနတ်ဖန်ဟာထိုင်းနိုင်ငံသားအဖြစ်တရားဝင်အသိမှတ်ပြုမခံရသေးပါဘူး။နိုင်ငံမဲ့တယောက်ဖြစ်နေပေမဲ့လည်းစိတ်ဓာတ်မကျပဲ Top 20အထိဝင်အောင်ကြိုးစားခဲ့တာပါရှင်။အရေးချင်းရှိပေမဲ့နိုင်ငံသားမဟုတ်တာနဲ့တင် Top 20နဲ့ပဲကြီးနှက်လိုက်ရပါတယ်။ Miss Universe မှာစုမရပေမဲ့လည်းအာမလျှော်တာကြောင့် Miss World Thailand ကိုဝင်ရောက်ပြီးတော့ရှင်ပြိုင်ခဲ့ပါတယ်။ Miss World ပြိုင်ပွဲတွေရဲ့အဓိကရည်ရွယ်ချက်က Beauty with the Purpose လို့ခေါ်တဲ့လူမှုအကျိုးပြု project တွေဖြစ်ပါတယ်။ နန်ဖောင်ဟာ Miss World Thailand 2026ပြိုင်ပွဲကြီးကိုဝင်ပြိုင်ပြီးတော့တခြားသောအလှမယ်တွေလိုဟန်ပြ project တွေမဟုတ်ဘဲသူ့ဘဝနဲ့ထပ်တူကြတဲ့ project တစ်ခုနဲ့ဝင်ပြိုင်ခဲ့ပါတယ်။အဲဒါကတော့ Date Your Dream လို့အမည်ရတဲ့ project ဖြစ်ပြီးတော့အဓိကရည်ရွယ်ချက်ကတော့နိုင်ငံမဲ့သူများနိုင်ငံသားခံယူခွင့်ရရှိရေးအတွက်ပဲဖြစ်ပါတယ်။နိုင်ငံသားတွေအတွက်အလွယ်တကူရနိုင်တဲ့နိုင်ငံသားမှတ်ပုံတင်ကပ်ပြားလေးတစ်ခုကဒုက္ခသည်တွေအတွက်တော့ခက်ခဲကြောင်းကိုကမ္ဘာကသိအောင်ပြောပြပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်နတ်ဖန်ဟာနှစ်ပေါင်းများစွာဆောင်ဆိုင်ခဲ့ရတဲ့ထိုင်းနိုင်ငံသားဖြစ်ခွင့်ကိုတရားဝင်ရရှိသွားခဲ့ပါတယ်။နိုင်ငံသားတယောက်ရဲ့အခွင့်အရေးအပြည့်အဝရရှိသွားပြီဖြစ်လို့ Miss World Thailand 2026ပြိုင်ပွဲကြီးမှာယုံကြည်မှုအပြည့်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။ Miss World Thailand 2026ပြိုင်ပွဲမှာဝင်ပြိုင်တဲ့သူတွေကနာမည်ကြီးအလှမယ်လောကမှာအတွေ့အကြုံရင်းနဲ့ထိုင်းအလှမယ်တွေအများကြီးပါဝင်ပါတယ်။နတ်ဖန်ရဲ့အလှကြားထက်မြက်တဲ့ဉာဏ်ရည်နဲ့စစ်မှန်တဲ့ project တွေကိုတော့ဘယ်သူမှမရှင်းနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့နိုင်ငံမဲ့ကလေးငယ်ဘွားကနေရုန်းကန်လာခဲ့ရတဲ့မြန်မာပြည်ပွားရှမ်းတိုင်းရင်းသူလေးနတ်ဖန်ဟာ Miss World Thailand 2026 Winner တရဖူကြီးကိုထိုက်တန်နဲ့ဆွတ်ကူးသွားနိုင်ခဲ့ပါတယ်။မကြခင်ကျမတော့မဲ့နိုင်ငံတကာ Miss World 2026ပြိုင်ပွဲကြီးမှာထိုင်းနိုင်ငံကိုစားပြုအဖြစ်နဲ့ရှင်ပြိုင်တော့မှာဖြစ်ပါတယ်။နတ်ဖန်ကမြန်မာနိုင်ငံသူမဟုတ်တော့ဘူးဆိုပေမဲ့ရှမ်းတိုင်းရင်းသူလေးတယောက်ဖြစ်တာကြောင့်မြန်မာတွေကလည်းဝမ်းသာပြီးကြပါတယ်။အသက်2နှစ်အရွယ်မှာအသက်လူထွက်ပြေးခဲ့ရတဲ့ကလေးငယ်တယောက်ဟာအခုခါမှာတော့တရဖူကြီးကိုစောင်းနိုင်မဲ့အလှမယ်တယောက်ဖြစ်သွားပါပြီ။ကမ္ဘာအဆင့် Miss World ပြိုင်ပွဲကြီးမှာလည်းဒီလိုအောင်မြင်မှုတွေကိုရရှိပါစေလို့ဆုတောင်းလိုက်ပါတယ်။မြန်မာပြည်ပွားရှမ်းတိုင်းရင်းသူအလှမယ်လေးကို Miss World မှာအားပေးကြမှာလားဆိုတာကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်။